ဧပြီလ10ရက်နေ့မှာထူးခြားတဲ့သတင်းတစ်ခုကြားရပါတယ်။အရေးပါတဲ့ Hormuz ရေလက်ကြားကိုနိုင်ငံတကာသင်းဘောတွေဘေးကင်းစွာဖြတ်သန်းနိုင်ဖို့အတွက်နှစ်ပတ်ကြာဖွေပေးမှဖြစ်တယ်လို့အဲ့ဒီကာလအတွင်းမှာစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်နဲ့ဆွေးနွေးမှုတွေကိုလာမယ့်တောက်ကြနေ့မှာပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာစတင်မှာဖြစ်တယ်လို့အီရန်ဘက်ကကြေညာလိုက်ပါတယ်။ Hormuz ရေလက်ကြားဆိုတာကမ္ဘာရေနံတင်ပို့မှုရဲ့ငေါးပုံတစ်ပုံခန့်ဖြတ်သန်းနေရတဲ့အသက်သွေးကြိုးပါအကယ်၍ဒီရေလက်ကြားသာတကယ်ပိတ်သွားရင်ကမ္ဘာစီးပွားရေးဟာအကြီးအကျယ်ကမောက်ကမဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အခုလိုနှစ်ပတ်ကြာပြန်ဖွင့်ပေးတာဟာကမ္ဘာနိုင်ငံတွေအတွက်တော့တက်ပြင်းချနိုင်စရာဖြစ်လာပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်စ်အာရာချီကဒီနှစ်ပတ်ကြာကာလအတွင်းမှာအီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ညှိနှိုင်းမှုနဲ့နည်းပညာဆိုင်ရာကန့်သတ်ချက်တွေကိုထည့်သွင်းစဉ်းစားပြီး Hormuz ရေလက်ကြားကိုဘေးကင်းစွာဖြတ်သန်းခွင့်ပြုသွားမှာဖြစ်ပါတယ်လို့သူရဲ့ X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်းဒီဆွေးနွေးပွဲဟာနှစ်ပတ်ကြာမှာဖြစ်ပေမဲ့နှစ်ဦးနှစ်ဖက်သဘောတူရင်သက်တမ်းတိုးနိုင်တယ်လို့တိကျထုတ်ပြန်ခဲ့ပါတယ်။အီရန်နိုင်ငံပိုင်သတင်းမီဒီယာတွေကတော့ Trump ဟာအီရန်ရဲ့စီကံချက်တွေကိုလက်ခံရလိုက်ပြီဖြစ်ကြောင်းနဲ့ဒါဟာအမေရိကန်သမ္မတအတွက်အရှက်ရစရာနောက်ဆုတ်မှုဖြစ်တယ်လို့ဝေဖန်ဖော်ပြခဲ့ကြပါတယ်။တကယ်တော့ Trump ရဲ့ရုတ်တရက်လေသံပြောင်းသွားခြင်းဟာယဉ်ကျေးမှုလူအဖွဲ့အစည်းတစ်ခုလုံးဒီညအဆုံးသတ်သွားလိမ့်မယ်လို့သူကိုယ်တိုင်သတိပေးခဲ့ပြီးနိုင်ပိုင်းအလိုမှာဖြစ်ပေါ်လာတာပါ။ Trump ကဒါဟာနှစ်ဦးနှစ်ဖက်အပြစ်အခတ်ရပ်စည်းရေးချစ်လိမ့်မယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာစစ်ရေးရည်မှန်းချက်အားလုံးကိုပြည့်မီယုံတယ်မကပဲကြော်လွန်းအောင်လှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့အီရန်နဲ့ရေကြာငြိမ်းချမ်းရေးအတွက်လည်းအခိုင်အမာသဘောတူညီချက်ရဖို့အများကြီးနီးစပ်နေပြီဖြစ်လို့ပါလို့သူရဲ့ Truth Social မှာရေးသားခဲ့ပါတယ်။အိမ်ဖြိုတော်အရာရှိတွေရဲ့အဆိုအရအစ္စရေးကလည်းဒီနှစ်ပတ်ကြာအပြစ်အခတ်ရပ်စည်းရေးကိုသဘောတူထားဘလို့အီရန်အပေါ်ဘုံကျွေတာတွေကိုလည်းရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ဒါပေမဲ့အီရန်ဘက်ကတောင်းဆိုချက်တွေကတော့တော်တော်လေးကိုပြင်းထန်ပါတယ်။စစ်ပွဲအဆုံးသတ်ဖို့အတွက်အမေရိကန်အနေနဲ့ရေလက်ကြားအပေါ်အီရန်ရဲ့ထိန်းချုပ်မှုကိုလက်ခံရမှာဖြစ်တယ်လို့ယူရေနီယံတန့်ရှင်းမှုအစီအစဉ်ကိုခွင့်ပြုပေးဖို့နဲ့ပိတ်ဆို့မှုအားလုံးကိုရုပ်သိမ်းပေးဖို့တောင်းဆိုထားတာမှာဒါဟာအမေရိကန်ရဲ့မူဝါဒတွေနဲ့ယဉ်ကျေးရင်တော်တော်လေးအလျှော့ပေးရမယ့်အချက်တွေဖြစ်နေပါတယ်။ဒီကြားထဲမှာပါကစ္စတန်ရဲ့အခမ်းကဏ္ဍကလည်းအရေးပါလာပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်နဲ့ကာချုပ်အာဆင်မိုနီတို့ဟာဒေတာတွင်းစစ်မီကူးဆက်လာမှာကိုစိုးရိမ်တာကြောင့်အီရန်အပေါ်တိုက်ခိုက်မဲ့အစီအစဉ်ကိုရပ်တန်းပေးဖို့ Trump ကိုတောင်းဆိုခဲ့ကြပါတယ်။ပါကစ္စတန်ဟာအီရန်နဲ့နေမြေချင်းထိစပ်နေတယ်လို့အမေရိကန်နဲ့လည်းစစ်ရေးဆက်ဆံရေးရှိတာကြောင့်ကြားဝင်စေ့နေမှုအဖြစ်အကောင်းဆုံးနေရာမှာရှိနေပါတယ်။ဒါပေမဲ့စစ်ပွဲရဲ့အနာရွက်ကတော့ကြောက်စရာကောင်းလောက်အောင်ကြီးမားပါတယ်။6ပတ်ကြာစစ်ပွဲမှာနိုင်ငံပေါင်း30ကျော်ကလူ9000ကျော်သေဆုံးခဲ့ရပါတယ်။အဲ့ဒီထဲမှာအီရန်အစိုက်ပွားသူတွေတင်မကပဲလက်ဘနွန်က Hezbollah တိုက်ခိုက်ဝင်တွေနဲ့အရက်အလွယ်သူတွေပင်လယ်ကွေးကိုင်နိုင်ငံတွေကပြည်သူတွေပါဝင်နေပါတယ်။ဒါဟာဒေတာတွင်းမှာဆဲဆူတစ်ခုထဲမှာအဆိုးဆုံးထိခိုက်မှုလို့ဆိုနိုင်ပါတယ်။သတင်းတွေရဲ့လောက်ဆုံးရအခြေအနေအရတော့ငြိမ်းချမ်းရေးစကားတွေပြောနေကြမှာပဲမြေပုံမှာတင်းမာမှုတွေရှိနေသေးပါပဲ။ Trump ကအပြစ်ခတ်ရပ်စည်းရေးအကြောင်းကြေညာပြီးမိနစ်ပိုင်းအတွင်းမှာပဲအီရန်ဘက်ကအစ္စရေးနိုင်ငံတဲကိုဒေါ်မစ်စီတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကသတိပန်းထုတ်ပြန်ခဲ့ပါတယ်။ဂျေရုဆလင်နဲ့ဂျေရီကိုမြို့တွေမှာပောက်ကွဲသံတွေကြားရပြီးအစ္စရေးရဲ့ Iron Dome ကဝေးရေးစနစ်ကဒေါ်မစ်စီတွေကိုကြားဖြတ်ဖျက်ဆီးနေရပါတယ်။ဒေတာကွန်းတွေကိုလည်းဘုံခိုချင်းတွေမှာခိုးလုံနေကြပါလို့ညွှန်ကြားထားရဆဲပါပဲ။လောလောဆယ်မှာတော့ဒီငိမ့်ချမ်းရေးမြို့လင့်ချက်ကြောင့်အာရှော့စတော့ဈေးကွက်တက်လာပြီးရေနံဈေးကလည်းကစင်းကိုဒေါ်လာ100အောက်ပြန်ကျသွားပါတယ်။ဒါဟာကမ္ဘာကုန်ဈေးနှုန်းအတအကျအပေါ်မှာအများကြီးတက်ရောက်မှုရှိစေမှာပါ။လာမယ့်တောက်ကြနေပါကစ္စတန်ဆွေးနွေးပွဲကနေဘလို့ရလက်တွေထွက်ပေါ်လာမလဲဒီနှစ်ပတ်တာအပြည့်အခက်ရက်စေးရေးကနေရေချာငိမ့်ချမ်းရေးကိုတွားနိုင်မလားဆိုတာကတော့တကဘာလုံးကစိတ်ဝင်စားစွာစောင့်ကြည့်နေကြရမှာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်